မိတ်ဆွေများကြားမှာတော့မူကြပါစေဒီတစ်ခါမိတ်ဆွေများကိုတင်ပြခြင်းတဲ့အကြောင်းအရာကတော့ဆရာရဲကောင်းထက်တင်ပြထားတဲ့ဖြတ်ခနဲတွေ့ရသောနိုင်ငံတကာရုပ်ပုံလွှာများဆိုတဲ့စောက်ထက်ကတော်စထရိုင်းဤကဘာဆိုတဲ့စာလေးတစ်ပုဒ်ကိုတင်ပြခြင်းတာဖြစ်ပါတယ်နားဆင်ကြည့်ကြပါခင်ဗျာအမေရိကန်ပြည်ထောင်စုနယူးမက္ကဆီကိုပြည်နယ်အယ်ဘူကွာဂျူရှိတက်တန်းကျောင်းတစ်ကျောင်း၌Mr. Ronald Briley ဥရောပသမိုင်းတင်ကြားသောအတန်းတွင်တသမသန်ကျောင်းသားများတက်ရောက်တင်ကြားကြသည်ထိုတန်းတွင်ရုရှားကိုနပိုလီယန်ကျူးကျော်၍ရုရှားတို့ကပြန်လည်တိုက်ခိုက်သောစစ်နှင့်ငြိမ်းချမ်းရေးဝတ္ထုကြီးကိုတင်ကြားရသည်ကျောင်းသားများသည်လှုပ်ရှားပွဲကောင်းသောဝတ္ထုထဲမှမြင်ကွင်းတို့ကိုခန်းစားမြင်အောင်လာကြသည်အပြိုဝေါ်ဝင်စနာတာရှာလေးပထမဆုံးကာပွဲခမ်းမှတဲ့ဝင်ရသည့်စိတ်လှုပ်ရှားမှုမျိုးကိုကျောင်းသူလူများကမျှဝေခံစားကြရသည်တယောက်ယောက်ကငါ့ကိုမေးနေအောင်မလားမမေးနိုင်ပါဘူးနော်ဒီလူတွေအားလုံးထဲမှာငါကအရင်ဆုံးစပြီးကတာမှမဟုတ်ပဲယောက်ျားတွေကငါ့ကိုဂယုစိုက်ပြီးကြည့်နေမှာတော့မဟုတ်ပါဘူးဆိုတော့နာတာရှာဤစိုးရိမ်စိတ်ကိုမိန်းကလေးများခံစားကြသည်1800ခုနှစ်လောက်ကမော်စကိုလူမှုအတိုင်းအဝိုင်းကိုတော်စထရိုင်းကကွက်ကွင်းပုံဖော်ထား၏ထိုဖော်ပြချက်အားမိန်းကလေးတူကဒါလက်စ်ကအတိုင်းမဲနော်ဟုကောက်ချက်ချလေသည်ယောက်ျားလေးများကတိုက်ပွဲများတိုက်ခိုက်ပုံကိုအမှုအရာလို့တရုပ်ဆောင်ပြကြသည်နာတာရှာ၏အကိုနီကိုလတ်ကပြင်သစ်များနှီးကပ်လာသောအခါအတွေးပေါက်နေပုံကိုတရုပ်ဆောင်ကြသည်ငါစီကိုသူတို့လာနိုင်ကြပါမလားသူတို့ဘာကြောင့်လာကြတာလဲငါ့ကိုတတ်ဖို့လားငါလိုလူချစ်လူကင်းပေါ်တယ်လူကိုသူတို့ကတတ်ကြမှာတဲ့လားစစ်ပွဲအကြောင်းစူးစမ်းသိမြင်လိုသည့်သဘောဖြင့်သူတို့တရုပ်ဆောင်ပြခြင်းဖြစ်၏မစ္စတာဘရီလီကသူတို့ကိုဒီနပိုလီယန်ရုရှားကိုတိုက်ခိုက်တဲ့အကြောင်းမင်းတို့မသိရသေးခင်မှာနီကရာယွာအကြောင်းမင်းတို့ဆွေးနွေးကြရမယ်ဟုပြောကြလေသည်စစ်ပွဲအကြောင်းဘဝအကြောင်းစသည့်လောကအကြောင်းမြောက်များစွာကိုတော်စထရိုင်းဘယ်လိုများသိရှိနေပါလိမ့်ဤမင်းဆိုးရာဇာကြီးသည်လေသမားတဦးလိုဝတ်စားနေထိုင်ပြီးသူ့ဘဝတစ်ခုလုံးကိုပြောင်းလဲပစ်လိုက်သည်သူစိတ်သည်အာယုံစူးစိုက်တတ်သောပင်ကိုယ်တဘာဝနှင့်ခံစားမှုအလွန်ကြီးသည်အော်တပတ်စိတ်နှစ်ခုကြားတွင်ရက်တည်နေသောလူသားတဦးလားဟုသူ့ကိုပြောကြသည်သူ့မျက်လုံးများသည်အရာရာကိုထွင်းဖောက်၍မြင်နိုင်စွမ်းသည်ဟုလည်းပြောကြသည်သူ့စကလုံးများကရောကျွန်တော်တို့တွေ့ခဲ့တဲ့အတိုင်းလီနင်ဤစကားများကဲ့သို့ထိရောက်မှုရှိသည်ဂန်နီပြောကြသလိုလေးနက်ပြီးပိုင်းဖြတ်မှုရှိလေသည်ရစ်ချတ်နစ်ဆင်သည်လည်းတော်စထရိုင်း၏ဩဇာတက်ရောက်မှုကိုခံရသည်တော်စထရိုင်းအယူအဆကိုသူ့အနေဖြင့်အထိုက်အလျောက်လက်ခံခဲ့သည်သူသဖြင့်တွေးခေါ်မှုဆိုင်ရာလမ်းညွှန်မှုအဖြစ်တော့သူယုံကြည်ခဲ့ပုံရ၏သူ၏ကောလိပ်ကျောင်းသားဘဝကအကြောင်းများကိုနစ်ဆင်ကဤကဲ့သို့ပြန်ပြောခဲ့သည်အဲ့ဒီချိန်တုန်းကကျွန်တော်ဟာတော်စထရိုင်းဝါဒီတယောက်ဖြစ်ခဲ့ပါတယ်ဟုပြောကြလေသည်လွန်ခဲ့သောနှစ်များကတော်စထရိုင်းကိုခြေရာခံရန်ကျွန်တော်တို့ခရီးထွက်ခဲ့ပါသည်ထို့သောခြေရာခံရတွင်သူ့စာအုပ်များကိုသာမကသူ့ဇာတိမွေးရမြေမှသူ့ခြေရာများကိုပါရှာဖွေခဲ့လေသည်သူ့ဘဝ၏အချိန်တော်များကိုသူ့ဇာတိတွင်သူအချိန်ကုန်ခဲ့ရသည်တော်စထရိုင်းသူ့ဒေသခရီးရှည်ကြီးမထွက်ခင်တော်စထရိုင်းဝါဒီတဦးကိုကျွန်တော်တွေ့ခြင်းသည်ကျွန်တော်တို့ခေတ်၏အရှုပ်ထွေးဆုံးသောမိကုံးကိုမေးခြင်းသည်ထိုမိကုံးမှာရုရှား၌ရုရှားပြည်သူအများဆုံးအမုန်းခံနေရသောအုပ်ချုပ်ရေးစနစ်ကြီးနောက်ဆုံးပြတ်သုံးသွားရသည်မှာဘာကြောင့်ပါလဲနောက်ထပ်ဆက်ခံကျင့်သုံးသောအုပ်ချုပ်ရေးစနစ်ကလည်းပို၍မကောင်းသည့်အပြင်တခါတရံပို၍ပင်ဆိုးဝါးရသည်မှာဘာကြောင့်ပါလဲမော်စကိုဆောင်းရာသီတွင်ဖြစ်သည်တော်စထရိုင်းအတန်သည်လေထဲတွင်ပြန့်လွင့်နေ၏
ခရမ်လင်တိုင်းတွင်ကွန်ဂရက်နန်းတော်ထဲ၌ပရိသတ်6000ကအော်ပရာပွဲကိုကြည့်ရှုနေကြသည်မော်စကိုတွင်ချင်းချင်းတဲကြော်ကြားနေသောဒါရိုက်တာဆာဂျီပရိုကိုဗစ်၏စစ်နှင့်ငြိမ်းချမ်းရေးကာဇာကြီးဖြစ်လေသည်နောက်တစ်နေ့ညနေတွင်တော်စထရိုက်ဇက်ယုံကြီးသို့ကျွန်တော်ရောက်သွားသည်ထိုအခါကျွန်တော်ရင်ထဲ၌ကြည်နူးပီတိလည်းဖြစ်ရသည်ကြေကွဲသောဝေဒနာလည်းခံစားရသည်အထက်လွှာအဆင့်အတန်းရှိပညာတတ်အမျိုးသမီးတဦးအမြောင်ဇက်ခင်းမိသည့်သားငယ်ကိုလင်ကြီးထံထားခဲ့ရသည်နောက်ဆုံးမိမိကိုမိမိသေချောင်းကြံလိုက်သောတော်စထရိုက်၏အင်နာဂရီနီနာဇလန်ဖြစ်သည့်အလွန်ကြော်ကြားသောမာယာပလီဆက်စကာယာကအင်နာအဖြစ်ကပြလေသည်ဖျားသခင်၏စီရင်ချက်ချမှတ်ခံနေရသောအင်နာကအနောက်တိုင်းမင်းသမီးများကိုစိန်ခေါ်လိုက်သည်မျိုးဆက်တစ်ဆက်ပြီးတစ်ဆက်ကြော်ကြားခဲ့သောအနောက်တိုင်းမှဂရီတာဂါဘိုဗီဗီယန်လေးတို့ဒါမကလောလောဆယ်ဂျက်ကလင်ဘစ်ဆက်တို့အထိစိန်ခေါ်လိုက်ခြင်းဖြစ်သည်အင်နာဂရီနီနာကိုရုပ်မြင်သံကြားဆက်15သန်းနီးပါးတွင်2နာရီပြသခဲ့လေသည်1968ခုနှစ်ကရိုက်ကူးခဲ့သောရုရှားရုပ်ရှင်စစ်နှင့်ငြိမ်းချမ်းရေးဇာတ်ကားကြီးကိုပြသခဲ့သည်ထူးထူးခြားခြားရှည်လျားသောပိတ်ကားပေါ်မှတော်စထရိုက်၏ရုပ်ရှင်ကားဖြစ်သည်ကျွန်တော်ကတော့ဇာတ်ကားအကုန်လုံးကိုဗီဒီယိုတွင်ကြည့်ရသည်6နာရီတောင်ကြာသည်မဟုတ်ပါဘူး8နာရီပါဟုစစ်နှင့်ငြိမ်းချမ်းရေးကိုရိုက်ကူးသောဒါရိုက်တာဆာဂျီဗွန်ဒါချပ်ကမော့စ်ဖလင်စတူဒီယိုထဲတွင်ပြောပါသည်အမေရိကန်ကတချို့ရုပ်ရှင်တင်သွင်းတဲ့ကုန်သည်တွေကဒီကားကိုဖျက်ပစ်ကြတယ်ကျွန်တော်ရိုက်တဲ့အနှစ်သာရကိုသဘောမပေါက်ကြဘူးလေဘိုရိုဒီနိုတိုက်ပွဲမှာစစ်သား3,200ထည့်ပြီးရိုက်သည်ဆိုဒီမှာအမှန်ပဲလားဟုကျွန်တော်ကမေးတော့အခါဒါကတော့ပို့ပြီးပြောတာပါကျွန်တော်3နှစ်လူရင်က12,000ပဲရှိပါတယ်ယခုကဲ့သို့ရုပ်ရှင်ကားမျိုးကိုနောက်ထပ်သူစူးစမ်းအောင်မလားဟုမေးတော့မလွယ်တော့ပါဘူးဗျာဟုဖြေလေသည်နောက်ဆုံး၌ကျွန်တော်ဒီတော်စထရိုက်တကယ်ဘဝပြဇာတ်ကြီးကိုကြည့်ရန်ပင်မဇက်ခုံကြီးစီခီးထွက်ခွာခဲ့ပါတော့သည်ယထာဖြင့်သွားလျင်တောင်ဘက်မိုင်း100အကွာတွင်ရှိသည်နှင်းဖုံနေတော့လေကွင်းများနှင့်တစ်တောများကိုကြော်ဖြတ်၍တူလာမြို့စီခီးဆက်ခဲ့သည်နောက်ယာစနာပိုလ်ယာနာသို့ရောက်အောင်10မိုင်ခရီးကိုကားဖြင့်နှင်ခဲ့ရလေသည်ထိုကျေးလက်ဒေသတွင်1828ခုနှစ်ကမွေးဖွားခဲ့သည့်မြေကျွန်များအင်ခေါ်တင်သည့်ဆရာများမြင်းများပေါ်လာသည်ကဘာတွင်မြေရှင်ကြီးတူသူဖြစ်ခဲ့သည်မဲလိုက်ခြင်းကိုခုံမင်သောလူတူဖြစ်သည်သူကလေးငယ်ဘဝကပင်လျင်သူတို့ပိုင်မြေကျွန်များသည်သူ့ရှေ့တွင်အုတ်ထုတ်ချွေနေရသည်မျိုးသားမင်းတယောက်ဖြစ်သူကိုပြောဆိုဆက်ဆံခဲ့ရလေသည်1862ခုနှစ်တွင်မြေကျွန်အားလုံးကိုဘရင်အမိန့်ဖြင့်မြေကျွန်ဘဝမှလွတ်လပ်ခွင့်ပေးခဲ့သည်သို့သောရုရှားနိုင်ငံ၏တင်းကျပ်သောလူမှုဆက်ဆံရေးအခြေအနေကထူးထူးခြားခြားပြောင်းလဲမသွားခဲ့ပြီမြေကျွန်များကိုလွတ်လပ်ခွင့်ပေးသည်ဆိုသောအသုံးအနှုန်းသာအနည်းငယ်ထူးခြားခဲ့သည်တော်စထရိုက်82နှစ်သက်တမ်းတစ်လျှောက်လုံးဤအတိုင်းသာနေခဲ့ရသည်ယာစနာတာပိုယာနာတွင်နေထိုင်ခဲ့သောသူ့ဘဝ၏နောက်ဆုံးလပိုင်းများအထိဝါရှိဗစ်ဒေါ်လာရေးကြီးမဖြစ်ပေါ်မီ9နှစ်အထိသူ့စိတ်ထဲတွင်ထိုမြေကျွန်များအတွက်တမြင့်မြင့်ခံစားသွားခဲ့ရလေသည်ငွေပြားချက်ကလေးများသည်လေထဲ၌ကခုန်နေကြသည်ထင်းရှုပင်များစီတန်းနေသည့်လမ်းကဒူးစစ်အထိနှင်းဖုံနေသောအိမ်ပြူကြီးစီဥတိုင်နေလေသည်အိမ်ပေါ်တက်ရှိအဖိုး၏တိုင်ကနာရီကြီးမှာတစ်မြင်းနေသည်ထိုနာရီကြီးမှာတော်စထရိုက်၏အမေဘက်မှအဖိုးဖြစ်သူမင်းသားကြီးဗော်ကွန်စကီအင်္ဂလန်မှဝဲလာခြင်းဖြစ်သည်ဟုလမ်းပြကကျွန်တော်ကိုရှင်းပြသည်စစ်နေငြိမ်းချမ်းရေးထဲမှာဒီအကြီးကိုခမည်းတွေ့နိုင်တာပေါ့မင်းသားဗော်ကွန်စကီရဲ့အိမ်တော်ကိုချေမုန်းပြတာဒီအကြီးပေါ့တော်စထရိုက်ဟာသူ့ဘဝရဲ့အချိန်တော်တော်များများကိုဒီအကြီးထဲမှာကုန်လွန်စေခဲ့တာပါယာစနာယာဆိုဒီမှာရှင်းတန်ခြင်းလင်းလက်ခြင်းထွန်းတောက်ခြင်းဟုအဓိပ္ပာယ်ရပြီးဖိုလ်ယာနာဆိုသည့်တစ်တော်တဲ့
မျက်ခင်းထဲတွင်ရှင်းလင်းခြင်းဟုအဓိပ္ပာယ်ရလေသည်ထို့ကြောင့်ယာစနာပိုယာနာဆိုသည်မှာတောက်ပသောမျက်ခင်းများသို့မဟုတ်နေရောင်ဖြာသောမျက်ခင်းများဟုဘာသာပြန်ဆိုနိုင်လေသည်တစ်ပင်များရေကန်များမှုပွင့်များစသည်နေရာများရှိမြောင်များစွာသောသဘာဝအနေအထားများတည်ရှိနေပုံများသည်တစ်ချိန်ကရှင်သန်လှုပ်ရှားနေခဲ့ဘူးသည်တော်စထရိုက်၏ရေးသားများတွင်ခွေးများပြားများကလေးများအကြောင်းရေးသားထားသည်ပထမဆုံးပုံနှိပ်ထုတ်ဝေသောသူ၏ကလေးဘဝအစပိုင်း၌ဤအကြောင်းများရေးသားထားလေသည်ထိုစာအုပ်သည်အထုပ်ပတ္တိဝတ္ထုဖြစ်သည်လီယိုနှင့်အလွန်တူသောလူငယ်လေးတစ်ယောက်ကပြန်ပြောပြသည်ကြည်နူးစရာကြေကွဲစရာဇာတ်လမ်းလည်းဖြစ်သည်ဇက်ကောင်သည်ကြွယ်ဝသောထင်အားဆိုင်တတ်သောအတွင်းစိတ်ကိုတည်သောကျင်နာတနာတတ်သောနူးညံ့သိမ်မွေ့သောနှစ်သိမ့်တတ်သောချစ်မြတ်နိုးတတ်သောသူတူဖြစ်လေသည်တကယ်လီယို၏အမေမှာသူ2နှစ်သား၌ကွယ်လွန်ခဲ့သည်အဖေမှာ9နှစ်သား၌ကွယ်လွန်ပြီးအုတ်ထင်းသူအတော်မှာ73နှစ်သား၌ကွယ်လွန်ခဲ့သည်ကာဇန်ရှိနောက်အတော်တူထံပြောင်းနေခဲ့ရသည်ထိုအတော်ထံမှပင်16နှစ်သား၌တက္ကသိုလ်ရောက်ခဲ့သည်လူငယ်သူကောင်းမျိုးတူ၏ပြုမှုနေထိုင်ပုံများကိုလည်းသင်ယူရသည်အရက်တောက်ခြင်းမိမလိုက်စားခြင်းကာလာသားယောဂကုသခြင်းစာမေးပွဲများကြာရှုံးခြင်းတန်ရာတဲ၌ဝဲလေခဲ့ရသည်ယာစနာယာပိုယာနာကိုအမွေရခဲ့သည်သို့သောများမကြာမီမော်စကိုနှင့်စိန့်ပီတာစဘတ်သို့သွားသည်လောင်ကစားနွန်နှင့်နှစ်ခဲ့သည်ရှုံးလိုက်သည်မှာလည်းတောက်လဲထို့နောက်အသက်22နှစ်တွင်စိုက်ပျိုးရေးလုပ်တော်မူဟုမျှော်လင့်ချက်ဖြင့်ဇာတိမြေသို့သူပြန်လာခဲ့လေသည်23နှစ်သားရောက်လာသောအခါဇာဘရင်ဤစစ်တပ်ထဲဝင်ခဲ့ပြန်သည်ကော့ကိတ်ဆက်သို့တာဝန်ကျပြီးတောင်ပေါ်သားမွတ်စလင်လူမျိုးစုများနှင့်မနေမနာတိုက်ပွဲဝင်ခဲ့ရသည်ပင်လယ်နှင့်ကက်စပီယန်ပင်လယ်ကြားတွင်တိုက်ပွဲများဖြစ်ခဲ့သည်ကံကောင်းထောက်မှ၍လက်ပစ်ပုံပောက်ကွဲခြင်းခံရခြင်းမှကင်းလွတ်ခဲ့သည်အဖမ်းခံရကနီးကမှလက်မရန်လေးလွတ်ကင်းခဲ့သည်အသက်26နှစ်အရွယ်တွင်ခရိုင်းမီးယားစစ်ပွဲ၏သွေးချောင်းစီးတိုက်ပွဲများတွင်သွေးအိုင်ထဲနှစ်ခဲ့ရပြန်သည်အမြောက်တပ်ဖွဲ့တစ်ဖွဲ့တွင်တပ်မှုအဖြစ်ဆောင်ရွက်ပြီးစီဗာစတိုပိုလ်ကိုကာဝယ်ခဲ့သည်ပြင်သစ်နှင့်အင်္ဂလိပ်ကိုတိုက်ခိုက်ခဲ့လေသည်စိန့်ပီတာစဘတ်အတိုင်းအဝိုင်းနှင့်စာပေနယ်မှစာပေသမားများကသူ့ကိုတောင်းဖြဖြကြိုဆိုကြသည်သို့သောထိုကဲ့သို့ပကာသနာမျိုးကိုသူကညှိငွေလာပြီထို့ကြောင့်ပြပခီးဖြစ်အနောက်ဥရောပသို့သူခီးထွက်ခဲ့သည်နိုင်ငံခြားမှပြန်လာပြီးနောက်ယာစနာယာဘိုယာနာတွင်အခြေချပြီးစာမတက်သည့်သူ့လေသမားများ၏သားသမီးများအတွက်မူလာတန်းကျောင်းတစ်ကျောင်းကိုတီထောင်လိုက်လေသည်ကျောင်းစည်းကမ်းများကိုသူ့ဖာသာသူတိတိကျကျရေးဆွဲသည်ကျောင်းသားများကိုအတင်းအဓမ္မမတင်မနေရမဟုတ်ပြဒဏ်မရှိတပည့်များကသူ့ကိုသဘောကျသလိုလုပ်ကိုင်နိုင်သည်ထို့နောက်မူလာတန်းများအတွက်သင်ခန်းစာများကလေးပုံမြင်များကိုသူရေးသားခဲ့သည်ကလေးများအားစာသင်ရသည်ကိုသူသဘောကျသည်ကလေးများကလည်းသူ့ကိုချစ်လေသည်သူအသက်34နှစ်အရွယ်တွင်ဆိုဖီယာကိုအိမ်ခေါ်လာခဲ့လေသည်သူ့တို့သမီးမှာအသက်18နှစ်သာရှိသေးပြီးမော်စကိုမှပြန်လာခြင်းဖြစ်၏သူတို့သမီးကိုသူမွေးဖွားခဲ့သည့်အခန်း32ခန်းပါအိမ်ကြီးသို့ခေါ်လာခြင်းကမဟုတ်ထိုအိမ်ကြီးကိုသူမပိုင်တော့စစ်ထဲရှိတော့ကဖဲကစားရင်ထိုအိမ်ကြီးကိုဖဲကြွေးအဖြစ်ဆက်လိုက်ရသောကြောင့်အိမ်ကိုဖျက်ယူသွားကြပြီတစားချင်းဖျက်ယူသွားကြရာခုတစ်ခါကြောက်တုံးတုံးသာအမတ်အသားအဖြစ်ကြန့်ရှိပေတော်သည်သူနှင့်ဆိုဖီယာတို့သည်အဆောင်နှစ်ဆောင်ပါတီးခြားအိမ်တစ်လုံးတွင်နေထိုင်ကြရသည်တနေ့ပြီးတစ်နှစ်သားသမီးများတိုးပွားကမိသားစုကြီးထွားလာသောအခါ၌အိမ်ကိုချဲ့လာခဲ့လေသည်ယခုအခါ၌သူသည်မြင်းစီးခြင်းလမ်းလျှောက်ခြင်းရေကူးခြင်းဧည့်သည်များလ
လေသမားများနှင့်စကားပြောခြင်းတို့ကိုနေ့စဉ်အချိန်ယူခဲ့သည်တော်စရိုက်အချိန်များစွာပေးသောအလုပ်မှာစစ်နှင့်ငြိမ်းချမ်းရေးဖြစ်လာသောစာရေးခြင်းပင်ဖြစ်သည်သူသည်စာမျက်နှာအနှဲငယ်ရေးပြီးသည့်နောက်ထိုရေးပြီးသမျှကိုထပ်ခါပြန်ရေးလေသည်ညတိုင်းစာထိုင်ရေးသည်တစ်ခါတည်း2 နာရီကျော်သည့်အထိရေးသည်ဆိုဖီယာကသူရေးပြီးသောစာမှုများကိုပြန်ကူးသည်သူ့လက်ရေးမှာဖတ်မရလောက်အောင်ရှုပ်ထွေးလာသည်သူရေးပြီးသမျှကိုချက်ချင်းပြန်ကူးရေးမှဖြစ်မည်ကိုဆိုဖီယာသိသည်ဘဲကြောင့်ဆိုတော့နောက်တနေ့မနေ့ဆိုလျင်သူရေးပြီးသမျှကိုသူကပြန်ဖြတ်တတ်သည်ပြန်လဲရေးခြင်းလဲရေးနိုင်သည်6 ကြိမ်9 ကြိမ်ပြန်ရေးတတ်သည်သူဟာတိတ်ဆိတ်ရှိပြီးစာရေးနိုင်တာပဲအလွန်အံ့ဩဖို့ကောင်းတဲ့လူပါဟုဆိုဖီယာကသူမ၏နေ့စဉ်မှတ်တမ်းတွင်ရေးသားထားလေသည်ထိုကဲ့သို့ကြိုးစားအားထုတ်မှုများကြောင့်နောင်9 နှစ်ကြာသောအခါကမ္ဘာစာပေတွင်ထူးခြားအံ့ဩဖွယ်အကောင်းဆုံးတစ်ခုပေါ်ပေါက်ခဲ့လေတော့သည်စာမျက်နှာ1000ကျော်အဓိကဇက်ဆောင်ဒါဇင်ပေါင်းများစွာပါမန်ဇက်ဆောင်မြောင်များစွာတို့၏စွန့်စားကမ်းများခံစားမှုများချစ်ချင်းမုန်းခြင်းများကိုဖွဲ့ဆိုသောဝတ္ထုကြီးတစ်ပုဒ်ဖြစ်လာခဲ့သည်စစ်ပွဲနှင့်သမိုင်း၏ရောင်ပြန်ဟတ်ချက်များမှာတော်စတိုင်း၏ဝတ္ထုကြီးပေါ်တွင်ဖြန့်ချက်ထားလေသည်စစ်ပွဲများကိုသူစိတ်ဝင်စားသည်သို့သောနာပိုလီယံသို့မဟုတ်အခြားစစ်ဗိုလ်ချုပ်များ၏စစ်စင်ရေးများစစ်မဟာဗျူဟာနီးဗျူဟာများအပေါ်သူစိတ်ဝင်စားခြင်းမဟုတ်ပေသူကစစ်ပွဲ၏တကယ်ဖြစ်စဉ်အပေါ်စိတ်ဝင်စားခြင်းဖြစ်သည်စစ်ပွဲအတွင်းစစ်သားတဦးကတခြားဘက်ကစစ်သားတဦးကိုတပ်ဖြတ်လိုက်သည့်အခါဘာခံစားမှုမျိုးဖြစ်လာသလဲထို့သို့တိုက်ရအောင်ဘာအကြောင်းကလွှမ်းမိုးထားသလဲဆိုသည့်အချက်မျိုးကိုသူစိတ်ဝင်စားသည်စစ်ပွဲများတွင်ဗိုလ်ချုပ်ကြီးများ၏တွေးခေါ်မှုများမှာသူတို့ထင်တယ်လို့အရေးပါအရာမရောက်လာပေတိုက်ပွဲများကိုအဆုံးဖြတ်ပေးသည်များမှာဘာမှမဟုတ်ကြိုတင်တွက်ဆ၍မရနိုင်သောအခြေအနေအရရ၏ပေါင်းစည်းမှုကနောက်ဆုံးချိန်၌စစ်ပွဲကိုဆုံးဖြတ်သွားလေသည်ဟုသူကမြင်ပေသည်ယာစနာယာပိုလ်ယာနာ၏ဆောင်းသည်တကိုယ်လုံးကြိုက်ခဲနေအောင်အေးသည်ရေခဲအမတ်အောက်1 degree Fahrenheit ရှိသည်ဤမြအေးဆက်သောရာသီမျိုး၌မိန်းကလေးတစ်ယောက်မှာပါလွာသောသူတို့သမီးဝတ်စုံလေးနှင့်ယောက်ျားလေးတစ်ယောက်ကလည်းရှမ်ပိန်ပလင်းကိုဝေရမ်းလျက်ဆောင်းရာသီတစ်တောအတွင်းမှဘာကြောင့်ထွက်လာကြပါလိမ့်တစ်ပင်များကြားမှထွက်လာသောဇုံတွဲသည်ရောင်စုံစက်ကူစများဖြင့်အလှဆင်ထားသောအငှားကားပေါ်တက်၍မောင်းထွက်သွားလေသည်ထိုအလုပ်ကိုလွန်ခဲ့သောနှစ်အနည်းငယ်ကမင်္ဂလာဇုံတွဲတွဲစတင်ခဲ့သည်ယခုအခါတွင်ရိုးရာအစဉ်အလာတစ်ခုလိုဖြစ်သွားပြီလက်လက်ဆက်ဆက်သူတို့သားနှင့်သူတို့သမီးတို့သည်လီနင်ကျေးရုပ်ကြီးရှိ၌ပန်းစည်းချပြီးနောက်ဒုတိယကမ္ဘာစစ်ကတူလာမြို့ကိုကာကွယ်တိုက်ခိုက်ရင်းကြာဆုံးသွားခဲ့သောတရေကောင်းများ၏အထိန်အမှတ်ကြောက်တိုင်ရှိတွင်ပန်းစည်းချအလေးပြုသည်ထို့နောက်အသစ်ဆက်ဆက်အတွဲသည်တော်စတိုင်း၏ဂူရှိရာသို့ပန်းစည်းများပွေ့ပိုက်လျက်ထွက်ခွာသွားကြသည်ဟုခီးသွားလမ်းညွန်အမျိုးသမီးကပြောပြလေသည်မေလလောက်တွင်နောက်တစ်ခေါက်ပြန်လာလျင်ကောင်းသည်ဟုလမ်းညွန်အမျိုးသမီးကပြောသည်ထိုချိန်၌ပန်းသီးပင်များမှာအပွင့်များပွင့်နေကြပြီနိုင်တင်ဂေးငှက်များကလည်းတေးဆူနေကြပြီဟုဆိုသည်လာနိုင်ပါလိမ့်မည်ဟုကျွန်တော်ကသူမကိုပြောပြသည်ထို့နောက်မော်စကိုသို့ပြန်လာကြပြီးနောက်တော်စထရိုက်ပြတိုက်သို့တွားရောက်ကြည့်ရှုခဲ့ကြပါသည်1882ခုနှစ်တော်စထရိုက်အသက်53နှစ်တွင်အင်နာကရီနီနာကိုပုံနှိပ်ထုတ်ဝေသည်ချက်ချင်းအောင်မြင်သွားသောနောက်ထပ်လက်ရာတစ်ပုဒ်ဖြစ်သည်ထိုချိန်တွင်ဆိုဖီယာသည်17ယောက်မြောက်ကလေးကိုမွေးဖွားသည်သူတို့လင်မယားသည်ကလေး73ယောက်ရသည်10ယောက်သာအရွယ်ရောက်သည့်အထိအသက်ရှင်ခဲ့လေသည်အေးသောရာသီများတွင်သူတို့မိသားစုမော်စကိုသို့ပြောင်းနေရန်သူဇနီးကနှစ်ပူနှစ်စာလုပ်သည်မော်စကိုမှာဆိုလျှင်သားလေးများလည်းကြောင်းတက်ရမည်သမီးကြီးမှလည်းအထက်လွှာအတိုင်းဝိုင်းနဲ့ဝင်ဆက်မိကပွဲများသွားနိုင်သည်အထက်လွှာမှတင့်လျော်သောယောက်ျားလေးများနှင့်တွေ့မည်ဟုမိန်းမကပြောဆိုတိုက်တွန်းသည်နောက်ဆုံး
သူအလျှော့ပေးလိုက်ရလေသည်ပထမမော်စကိုတွင်အိမ်တစ်လုံးငှားနေသည်နောက်တစ်ပင်များထူထပ်ပိတ်နေသော3ဧကကျဲချောင်းဝင်းကြီးနှင့်အိမ်တစ်လုံးကိုဝယ်လိုက်သည်ထိုအိမ်နှင့်ခြံကြီးမှာမော်စကိုရှိစင်ကြေဘုံ၌ရှိလေသည်ဒေါ်စထရိုင်းမိသားစုသည်အစေခံများအမှုရန်များအိမ်တော်ဒိန်းများထမင်းချက်များဆရာဆရာမများဆက်ချုပ်သမားနှင့်သူနာပြုဆရာမများအစေခံမိန်းကလေးများလက်ပါစေယထာဒိန်းနှင့်ဥယျာဉ်မှုများစသဖြင့်ခန့်ထဲစွာနေထိုင်သည်ဒေါ်စထရိုင်းကမူထိုကဲ့သို့နေထိုင်ရသည်ကိုမပျော်ပိုက်နှစ်ချိုက်မှုလည်းမရှိပေတခါတရံတွင်သူဖြတ်တန်းခဲ့သည့်သူ့ဘဝ၏အဓိပ္ပာယ်ကိုတွေးတောရှာဖွေနေခဲ့သည်တွေးဆဆင်ခြင်သည့်သူ၏အော်တပတ်စိတ်ကတာယာရေးကြမ်းများကြောင်းကိုလည်းတွေးတောနေခဲ့ပေသည်ထိုချက်နှင့်ပတ်သက်ပြီးဝန်ခံချက်ဘာသာတရားယုံကြည်မှုပေါ်ဆန်းစစ်ခြင်းဓမ္မစစ်ကြံလေးချမ်း၏ညီညွတ်မှုနှင့်ပြောင်းလဲမှုစသောအဆေးများကိုလည်းရေးသားခဲ့သည်ယုဒခါမြို့ပြ၏ဆင်းရဲမွဲတေမှုကိုသူမြင်တွေ့နေရပြီမြို့နေဆင်းရဲသားများသည်ကျေးလက်မှထက်အစာပေါင်းများစွာဆင်းရဲလာသည်စုပ်ပြတ်နေသူများပိန်ချုံချိနေသူများအချို့ဆိုရင်နှစ်ရက်လုံးထမင်းမစားသူများကိုသူတွေ့ခဲ့ရသည်အိတ်စရာတနေရာရဖို့နေရာငှားသည့်ရှေ့နေရခဲနေသောဟင်းလင်းပြင်တွင်စောင့်ဆိုင်နေသူများမှလည်းတပုံတစ်ပင်ကြီးထိုလူဆင်းရဲသားများနှင်းတော်တဲ့စောင့်နေသည့်အချိန်၌သူကတော့အိမ်ပြန်ပြီးစိန်ကြကြနှွေးနှွေးထွေးထွေးရှိနေသည်သို့မွေအင်ကြီးဖားဖားကြီးကိုဝတ်ပြီးဟင်းငါးမျိုးပါသောညစာကိုလက်အိပ်ဖြူဝတ်ထားသည့်စပွဲတို့နှစ်ယောက်ကသူ့ကိုကြွေးမွေးနေသည်ထိုအချိန်မျိုးကိုသူသဘောမကျသူ့လိပ်ပြာလဲသူမတန့်စိတ်နှောက်ယှက်လဲဖြစ်လေသည်ဒေါ်စထရိုင်းသည်သကောင်စင်းကောက်သူတယောက်ဖြစ်ဟန်ဆောင်ကမော်စကိုမြို့၏ဆင်းရဲသားရက်ကွက်များသို့တွားရောက်ခဲ့သည်ညစ်ပတ်ပေးရင်နေသူများမူလမားများကလေးပြည်တစားများနှင့်သူတွေ့ဆုံခဲ့သည်သူတို့ကိုမေးပြီးပြောသမျှကိုရေးမှတ်ယူခဲ့သည်ဤအနိဋ္ဌာယုံအလုံးမှာမြို့ပြစင်ကြီးဖုံးများ၏လက္ခဏာများဖြစ်သည်ဘာမျှမထူးဆန်းသဘာဝဖြစ်ရိုးဖြစ်စဉ်များသာလန်ဒန်မှာဆိုလျင်ဒီထက်ပို၍ဆိုးသေးသည်ဟုသူ့မိတ်ဆွေများကပြောပြသည်သို့တော့သူကတော့ထိုကဲ့သို့မယူဆပေလူထောင်ပေါင်းများစွာသည်ငတ်မွတ်နေကြသည်အေးဒဏ်ကိုခံနေကြရသည်နှိမ့်ချစော်ကားခံနေကြရသည်ထိုအချိန်၌သူနှင့်လူအချို့ကတော့အမဲသားငါးများကိုမင်းရီရှက်ရီစားတောက်နေတတ်ကြပေသည်ထိုဒီမှာရာဇဝတ်မှုဖြစ်၏တစ်ချိန်တစ်ခါမဟုတ်ဘဲဆက်ခါကျူးလွန်နေခြင်းလည်းဖြစ်သည်သူကိုယ်တိုင်ကရောသူလည်းစိန်ကြနေထိုင်ကထိုရာဇဝတ်မှုမျိုးကိုအားပေးလှုံ့ဆော်နေုံမကပါဝင်ကျူးလွန်နေသည်ဟုသူခံစားရသည်နေ့စဉ်ရက်ဆက်ဆိုသလိုထိုအတွေးကသူ့ကိုခြောက်လန့်နေသည်သူ့စိတ်ထဲ၌အမြဲတမ်းထိခိုက်နေရသည်ကြောင်ခြောက်ခြားဖြစ်နေပေတော့သည်ယခုခါတော်စထရိုင်းရာတော်လေးမှာအရက်ချက်စက်ယုံချီတဲ့စက်ယုံနှင့်အထက်73ဓာတ်ရှိမျက်စိယောဂါကုဆေးယုံတို့ကြားရောက်ရှိနေသည်အရက်ချက်စက်ယုံမှာသူရှိကြတဲ့ကတည်ထားပြီးသားဖြစ်သည်ထိုချိန်ကတီထောင်ထားသောစက်ယုံမှာတံပိုးကြီးအထည်များရက်သောစက်ယုံရေမွေးစက်ယုံများရှိခဲ့သည်နက်9နာရီထိုးသည်နှင့်စက်ယုံများမှခရာတွတ်တန်ကြားရသည်မိန်းမများကလေးများအဖိုးများသည်စိတ်နှလုံးညှိုးချုံစွာဖြင့်အလုတ်ခွင်ဝင်သွားသည်ကိုတွေ့ရ၏ည8နာရီထိုးမှအလုတ်သိမ်းခရာတွတ်တန်ကိုကြားရတော့သည်ည7နာရီဝန်းကျင်လောက်ဆိုလျှင်ခန္ဓာထေဝါလာသောမြင်းရထားကြီးများသည်အိမ်ကြီးအိမ်ကောင်းများရှေ့တွင်ရောက်လာကြပြီးတံပိုးကြီးလာသောအဝတ်အစားသစ်များလက်ဝတ်ရတနာများအမွေးနဒါများဆွတ်ဖြန်းထားသောသူပါဝင်ထက်တန်းလွာများမှာကဝဲခမ်းမများစီတွားကြသည်နောက်တနေ့မနေ့6နာရီအထိပျော်ကြပါကြကကြခုန်ကြလေတော့သည်
ဤမျိုးပြအတွေ့အကြုံများကိုစာမျက်နှာ300ရှိသောစာတမ်းတစ်စောင်အဖြစ်တော်စထရိုင်းကပြောင်းလဲပစ်လိုက်သည်ကဲကျုပ်တို့ဘာလုပ်ကြမလဲဆိုသောစာအုပ်သည်သူစုံစမ်း၍ရသောအစီရင်ခံချက်နိုင်ငံရေးစီးပွားရေးသုံးသပ်ချက်နှင့်ပုဂ္ဂလိကလှုပ်ရှားမှုအတွက်လမ်းညွှန်ချက်တို့ကိုပေါင်းစပ်ထားသောစာအုပ်ဖြစ်သည်အရေးကြီးဆုံးမှာသူ့အတွက်အထူးပြုရေးထားခြင်းဖြစ်သည်ပေးကမ်းစွန့်ကြဲခြင်းသည်ဆင်းရဲခြင်းမှကင်းဝေးစေသောအဖြေမဟုတ်ဟုသူကပြောသည်သူဖြစ်စေခြင်းသောလိုအပ်ချက်များကိုဖြစ်အောင်လုပ်ရမည်ဟုသူတွေး၏အခြားလူများကသူ့အတွက်လုပ်ပေးသည်ကိုသူလက်မခံလုပ်ခွင့်မပေးအခြားသူများအတွက်သူကသာလုပ်ကင်ပေးရမည်ဟုဆုံးဖြတ်ထားသည်သူ၏တနေ့တာလုပ်ငန်းအတွက်အချိန်ကို၄ပိုင်းပိုင်းထားသည်မနေ့စာမစားမီခွန်အားစိုက်ထုတ်ရသောကာယအလုပ်ကျန်းလုပ်သည်မနေ့စာစားပြီးညနေစာမစားမီအထိနေ့လယ်တနာရီတွင်ညာနာစွမ်းအားဖြစ်သောစာရေးခြင်းအလုပ်ကိုလုပ်သည်ညစာစားအပြီးမှညစာမစားမီအချိန်တွင်လက်မှုပညာလုပ်ငန်းတစ်ခုခုကိုလုပ်သည်ညစာစားပြီးသည့်အခါတွင်မိသားစုနှင့်စကားပြောခြင်းဧည့်သည်များနှင့်တွေ့ဆုံခြင်းတေးဂီတနားထောင်ခြင်းစစ်ဘရင်ကစားခြင်းများကိုလုပ်လေသည်တော်စထရိုင်း၏မော်စကိုစံအိမ်ကြီးကိုကြည်ချင်းအားဖြင့်သူမျှော်မှန်းချက်များအတွက်သူဘယ်လိုနေသည်ဘယ်လိုရှာသည်ကိုတွေ့ရှိနိုင်သည်သူဝင်းထဲမှနှင်းခဲများကိုဂေါ်ပြားဖြင့်သူတဲထုတ်ရှင်းလင်းခဲ့သည်ပစ္စည်းအဟောင်းများထားသောတဲကြီးထဲတွင်တစ်တုံးများကိုလွှတ်တိုက်ခဲ့သည်ထင်းခွဲခဲ့သည်နောက်ဆိုင်ရင်ထဲရှိမီးလင်းပို10လုံးအတွက်ထိုထင်းများကိုသူတဲဆောင်သွားလေသည်စွပ်ဖားတစ်စီးပေါ်တွင်ရေစီတစ်လုံးကိုတင်ပြီးရေတွင်းရှိရာသို့သူဆွဲသွားသည်နောက်စီထဲသို့ရေခတ်ထည့်ပြီးမိဖို့ကြောင့်ရှိရာသို့ရေတဲပို့ပေးလေသည်နောက်သူစာကြည့်ခန်းထဲရောက်သွားသည်လယ်သမားအသုံးဆောင်ပစ္စည်းများလက်နက်ကိရိယာများကိုတွေ့ရသည်သူ့လက်ဖြင့်ချုပ်သောလယ်သမားစီလဲရှိဖနက်တရံကိုနမူနာပြထားသည်ဆွေမျိုးများမိတ်ဆွေများအတွက်ဤကဲ့သို့ဖနက်ကိုသူချုပ်ပေးတတ်သည်အိမ်ပေါ်ထက်အဲကန်းကြီးထဲတွင်စံညာကြီးတစ်လုံးနှင့်လူ90ဝိုင်းထိုင်နိုင်သောစပွဲရှည်ကြီးတစ်လုံးလည်းရှိသည်ထိုချိန်ကစပွဲကြီးနောက်ရှိလက်ဖက်ရည်အိုဘေး၌ဆိုဖီယာထိုင်နေပေလိမ့်မည်တော်စထရိုင်းကဧည့်သည်များကိုအခန့်စကားပြောနေခြင်းတွင်ဆိုဖီယာကလက်ဖက်ရည်ငဲ့ကတိုက်နေပေသည်တော်စထရိုင်းသည်သူ၏လယ်သမားပုံစံအင်ကြီးရှိဖားဖားကြီးကိုဝတ်ဆင်ထားလိမ့်မည်ထို့သောဝတ်ဆင်ခြင်းမှာသူရှာဖွေနေသောရိုးသားသည့်ဘဝ၏လက္ခဏာချက်ဖြစ်သည်သူမ၏နေ့စဉ်မှတ်တမ်းများထဲကအတိုင်းဆိုလျင်ဆိုဖီယာသည်အကြောင်းတစ်ခုခုကြောင့်စိတ်ဆင်းရဲနေပုံရသည်သို့သောလက်နှင့်မပြတ်အလုပ်တွေပုံနေတော့လဲသူစိတ်မကွက်စင်စစ်အားဖြင့်ဤကဲ့သို့လုပ်နေရခြင်းကိုသူမသဘောကျသည်ကလေးငယ်များကိုပြင်သစ်စာသင်ကြားခြင်းဂီတသင်ခြင်းထိမ့်သိမ်းစောင့်ရှောက်ခြင်းသူမချစ်သော Lovochka ၏ချစ်အိတ်လေးများပေါ်တွင်နာမည်အတူကောက်စလုံးများကိုပန်းထိုးပေးခြင်းစသည်တို့ကိုသူမနှစ်ချက်၏သူမယောက်ျားကနှုတ်တိုက်ချပေးသောစာများကိုသူမကလိုက်ကူးရေးပေးရသည်အတွဲလိုက်စာမှုအထူးကြီးများကိုလည်းနာမည်ထိုးပေးရသည်သို့သောသူ၏ပြုပြင်ပြောင်းလဲရေးနှင့်ပတ်သက်သောဇွဲကြီးမှုသူ၏လူနေမှုဘဝနှင့်ပတ်သက်သောဇွဲကြီးမှုတို့ကသူမအနေဖြင့်မျှဝေခံစားနိုင်စွမ်းမရှိကြကော်ဖီသည်ဇိမ်ငံအစားအသောက်ဖြစ်သည်ဆိုကတော်စထရိုင်းသည်ဘာလီနှင့်ဝက်တစ်ချသည်ကိုစိန်ရည်ဖောက်ပြီးတောက်သည်ညီသူကတာတာသူ့ခန်းကိုသူ့ဖာသာသူတပြက်စီလဲသည်အခန်းတွင်ရှိမိန်လာအိုးကိုသူ့ဖာသာသူတွန်သည်အံ့ဩဖွယ်ကောင်းလောက်အောင်အလွန်ကြီးကျယ်ပြောင်မြောက်သောဝတ္ထုကြီးများကိုရေးခဲ့သည့်သူသည်လက်ဖြားငွေတီးပြီးချမ်းသာနေသလားဟုမေးเสียရှိသည်ဆိုဖီယာ၏စပွဲပေါ်တွင်အကျွေးတောင်းစာဖြတ်ပိုင်းများနှင့်ပါတီပဲဖိတ်စာတပုံကြီးတွေ့ရသည်သူမ၏စာဆောင်မိတ္တူကိုကျွန်တော်ဖတ်ကြည့်သည်သူမလက်မှတ်ထိုးထားသောငွေတောင်းစာဖြစ်၏တော်စထရိုင်းလက်ရွေးစဉ်12တွဲအတွက်ငွေတောင်းခံထားသည်တစိကောင်းဘိုးအပါအဝင်6ရူဘီဖြစ်ပါသည်ဆိုဖီယာကိုယ်တိုင်သူ့စာများကိုပုံနှိပ်ခြင်းဖြန့်ချီခြင်းလုပ်ငန်း
ဝင်လုပ်သည်မိသားစုအတွက်ဝင်ငွေအခြေအနေကောင်းလာသည်သူကတော့ငွေကိုဂရုမစိုက်သို့တော့သူမကတော့ဂရုစိုက်ရသည်ငွေကိုဂရုမစိုက်ရင်ကလေးတွေဘာဖြစ်လာမလဲတော်စထရိုက်သည်ဘာသာတရားများ၏တရားစစ်များအနှစ်သာရများကိုအသေးစိတ်လေ့လာခဲ့သည်ကျွန်တော်ဘာကိုယုံကြည်သလဲနှင့်မေတ္တာတရားဟူသည့်အဘယ်မှာနည်းမေတ္တာတရားရှိသောနေရာတွင်ဘုရားသခင်လည်းရှိပေသည်ဟူသောဆောင်းပါးများရေးခဲ့သည်ဘုရားကျောင်းတော်၏ဝိနည်းကျင့်ဝတ်သည်အခြားဘာသာများကိုမှားသည်ဟုအပြစ်တင်ထားခြင်းစစ်ပွဲကိုရင်ကြားစေ့ပေးခြင်းဖြစ်သည်ဟုတော်စထရိုက်ကယုံကြည်ထားသည်စင်စစ်အားဖြင့်လူများသည်ခရစ်တော်၏အရေးအကြီးဆုံးသွန်သင်မှုများမှသွေးဖီးနေခြင်းဖြစ်သည်ထို့ဒီမှာလူတဦးကလူတဦးပေါ်ထားရှိရမည်တာဝန်သည်မေတ္တာနှင့်ကရုဏာဖြစ်သည်ဟုသောဟောကြားချက်ဖြစ်သည်အထူးသဖြင့်တမန်ကျမ်းစာပါမက်သရူ9:39ရှိခုခံပါသို့သောမဆိုးယုတ်နှင့်ဆိုသည်ကိုသူကိုးကားတတ်၏လူတဦးသည်သူ၏ဆိုးယုတ်မှုအတွက်ကောင်းမြတ်မှုကိုပြန်လုပ်သင့်သည်ထိုဝါဒသည်သူနှလုံးသား၌အမြင့်တွယ်လာခဲ့သည်တလောကလုံးနှင့်ဆိုင်သောမေတ္တာတရား၏ဩဝါဒအဖြစ်သူလက်ခံလာသည်ထိုယူဆသည်စိတ်ထားမြင့်မြတ်စေသည့်အေးချမ်းသောတရားအဖြစ်သူလက်ခံသည်ထို့ကြောင့်နောက်ဆုံး၌ဘုရားသခင်၏နိုင်ငံတော်သည်တင့်ရင်ထဲ၌ရှိသည်ဆိုသောဆောင်းပါးကိုရေးသားခဲ့လေသည်ဒါကတော့ဆရာရဲကောင်းထက်တင်ပြခဲ့တဲ့ဖြတ်ခနဲတွေ့ရသောနိုင်ငံတကာရုပ်ပုံလွှာများဆိုတဲ့စာအုပ်ထဲကတော်စထရိုက်၏ကဘာဆိုတဲ့အကြောင်းအရာပထမပိုင်းကိုတင်ပြခဲ့တာဖြစ်ပါတယ်ဆက်လက်ပြီးတော့လည်းပဲတင်ပြသွားအောင်မှာမို့စောင့်မျှော်အားပေးနားဆင်တော်မူကြပါအောင်ခင်ဗျာ